ထားသွားပြီးနောက်ပိုင်းမှာဘာမှအဆင်မပြေတော့ပါဘူးဗျာ ဒီမှာထားသွားပြီမဲ့ချယ်ဦးကတော့မျက်ရှိနေမှာပါကျွန်တော်တလားလုံးချယ်ဦးမှာနိုင်တစ်လုံးဝယ်ဒီတစ်ချောင်းလက်ဆောင်ပေးနေပြီနော် နှလုံးဝင်နော် နှလုံးဝယ်ရင်ဒီတစ်ချောင်းပေါ့ ဒါဆိုရင်ဂျုံမမကုန်ခင်မှာအမြန်တော့ရထားမှာကောင်းမှာဟုတ်တယ်မဟုတ်လို့ရှိရင်ငါကြောက်တယ်တွဲရီချားထဲမှာမိုးရီစုံရုံးမယ်ပြေးပြီ ချယ်ဦးဂျွန် promotion နိုင်တစ်လုံးဝယ်ဒီတစ်ချောင်းယူအခုပဲနီးစရာချယ်ဦးဆိုင်ခွဲတွေမှာအမြန်ဆုံးတော့ဝယ်လိုက်တာနော်